ကဲညီကိုတို့ဒါရာသီပွဲစဉ်တွေလည်းလှိပွဲစဉ်ပေါ့နော်ဒါတွေလည်းစပြီပေါ့နော်အားကြောင့်ကျွန်တော်တို့ VIB လည်းစပတ်ပြီညီကိုနော်ဒါဆိုရင်ဒီနေ့ဒါသုံးသပ်ပြီးပွဲစဉ်ကတော့ကျွန်တော်စပိန်လာလီဂါပွဲစဉ်ကစရတဲ့စပိန်လာလီဂါပွဲစဉ်တွေကစပြီးသုံးသပ်ပြီးပေါ့နော်အရင်ဆုံးကျွန်တော်ဒါပြောချင်တာကလှိပွဲစဉ်တွေစတဲ့အတွက်ကျွန်တော် VIB လည်းစပြီပေါ့နော် VIB စတဲ့အတွက်ကျွန်တော် free တွေလည်းပေးမှာပါဒီညဆိုလို့ရှိရင်လည်းကျွန်တော်အဲ့စပိန်လာလီဂါနှစ်ပွဲလုံးကျွန်တော်ထွက်ပါတယ်ဒီမှာဆိုတော့ပွဲပါမယ်နောက်တစ်ပွဲကကျွန်တော် TikTok မှာပေါ့နော်နောက်ထပ်ဒါပွဲစဉ်နောက်ထပ်တင်နေရပါပေါ့နော်ပွဲစဉ်နောက်ထပ် channel တစ်ခုကနေတင်ပေးထားရပေါ့နော်အဲ့မှာကျွန်တော် channel ဝင်ထားမှာကျွန်တော်အဲ့ပွဲတွေအကုန်ရမှာညီကိုနော်အလာဘတ်ပွဲတင်စေဗီလာပွဲတင်နှစ်ပွဲလုံးညီကိုတို့ရပါမယ်အဲ့တော့ဆိုကျွန်တော် channel ဝင်လာပါကျွန်တော် channel TikTok profile မှာ link လေးရှိတယ် @cover4 ပေါ့နော်အဲ့လိုနှိပ်ပြီးဝင်လာပါဝင်မယ်ဆိုတိုက်ရိုက်ဝင်လို့မရဘူးညီကိုတို့တခါလေကြားလို့ရှိရင်ဖြစ်တတ်တယ်ပေါ့နော်အခါကျရင် link လုံးနှိပ်ပြီး browser တစ်ခုကနေအပေါ်အဆက်30ပေါ့နော် browser တစ်ခုကနေဖွင့်ပြီးတော့မှအဲ့ link လေးကနေပြီးတော့တိုက်ရိုက်ဝင်လာလို့ရမှာပေါ့နော်မသိဘူးဆိုလို့ရှိရင်ကျွန်တော် channel အဲ့ချက်ပေါက်မှာလာပြောပြပါချက်ပေါက်မှာလာပြောတဲ့ခါကျရင်ကျွန်တော် channel link လေးချပေးမယ်ပေါ့နော်အဲ့ channel link လေးကိုတွားချပြီးဝင်လဲတော့ရပါပြီပေါ့နော်ကဲဒါဆိုရင်စပြီးတော့သုံးသပ်ကြည့်အောင်ကျွန်တော်တို့ကဲဒါဂျာရက်ထက်မှလည်းကျွန်တော်သိမ်းလာတာပွဲစဉ်တွေတောက်လျှောက်ပေါ့နော်ဒါအခုဆိုလို့ရှိရင်လည်းအကောင်းဆုံးဖြစ်အောင်သုံးသပ်ပေးမယ်ကဲဒါဆိုစိုက်ပြီးသုံးသပ်ကြည့်အောင်ကဲစပီလာနဲ့ဘလက်ကာနိုကြီးကပြောင်းလားဆိုတော့အရင်ပြောင်းတာမရှိဘူး level 25ရှုံးနောက်ပြီးရင်ဒါနှလုံး30ရှုံးဆိုကြီးပေါ့နော်တပွဲပွဲကတော့ဂိုးပေါ်မယ်လို့အဲ့လိုတော့တတ်မှတ်မိတယ်ဒါပေမဲ့ဘယ်ပေါ်မလဲဆိုတာကတော့ဒါသုံးပြခတ်တယ်ပေါ့နော်တကယ်တမ်းပေါ်မဲ့ပေါ်ဘလက်ကာနိုပွဲရပဲပေါ်ရင်ပေါ်သွားနိုင်တယ်ပေါ့နော်ဒါအလာဘက်ပွဲကပေါ်နိုင်ခြင်းရာခိုင်နှုန်းနေတယ်ဘာလို့လဲဆိုတော့ကြီးနေထားလို့ရှိမှဆိုတာတိတာနေတယ်ပေါ့နော်နှလုံး60နိုင်တော့ဘလို့မှကိုပေါ်နိုင်ခြင်းမရှိဘူးဒါပေမဲ့ဘလက်ကာနိုပွဲကျင်းမဲ့တော့နှလုံး30ရှုံး level 25ရှုံးစီဗီလာခေါ်တာပေါ့နော်ကဲသူတို့ထိတဲ့တဆုံမကြည့်မှဆိုလို့ရှိရင်လည်းစီဗီလာအင်္ဂလန်မှာဂိုးပေါ်ခဲ့တဲ့ပွဲစဉ်လည်းရှိသလိုမျိုးဂိုးအောက်ခဲ့တာလည်းရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲစဉ်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲဆက်ဂိုးအောက်ထားတယ်စဉ်းစားကြည့်ပါဦးနော်၄ပွဲဆက်ဂိုးအောက်ထားတယ်ဒါဂိုးပေါ်လိုက်ဂိုးအောက်လိုက်ဖြစ်ခဲ့တဲ့ပွဲစဉ်တွေတောက်လျှောက်မှာသူတို့က၄ပွဲဆက်ပေါ့နော်ဒါပြီးခဲ့တဲ့ပွဲစဉ်မှာဂိုးအောက်ထားတယ်စီဗီလာအင်္ဂလန်တောက်လျှောက်နှစ်ပွဲဆက်ဂိုးအောက်ထားတယ်ပေါ့နော်ဒါနှစ်ပွဲဆက်ဂိုးအောက်ခဲ့တယ်ဆိုတာရှိတယ်ဒါပေမဲ့သုံးပွဲဆက်ဂိုးပေါ်ခဲ့တယ်ဆိုတာရလဒ်မျိုးလည်းရှိခဲ့ဘူးလေဒါကြောင့်မို့ဂိုးပေါ်ဂိုးအောက်ဆိုတာဒီနှစ်သင်းမှာနည်းနည်းအပြိုင်ဆိုင်ဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုပို့ပြီးသဘောကျတယ်ဒီပွဲစဉ်မှာတကယ်တမ်းဒီပွဲတော့ဂိုးပေါ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီပွဲဂိုးပေါ်နိုင်ခြင်းများတယ်ဒါပေမဲ့တစ်ဖန်ပြန်ကြည့်မယ်ဆိုရင်ဒါအစပွဲကြီးလည်းဖြစ်တယ်နောက်ပြီးသတင်းနဲ့သတင်းကလည်းခုမှပထမဒါပြန်ပြီးတော့ရှင်ပြန်ရတာဖြစ်တဲ့အတွက်တေချာပေါက်ဒီပွဲစဉ်တွေမှာသူတို့တွေကထိမ့်မိကန်သွားကြဖို့ကများတယ်လေပေါ့နော်စီဗီလာပြီးခဲ့တောက်လျှောက်ပွဲစဉ်တွေလည်းကြည့်မယ်ဆိုလို့ရှိရင်အဝေးကွင်းတွေကန်ခဲ့ရတာ3ပွဲဆက်အင်ကွန်းတစ်ပွဲပဲကန်ခဲ့တယ်2-1နောက်ပြီးဘလက်ကာနိုရှေ့ပွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးပွဲမှာဂိုးမသွင်းနိုင်ခဲ့ဘူးပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်တောက်လျှောက်လဲဒါ9ပွဲဆက်ကိုကြည့်မယ်ဆို2ပွဲကဂိုးမသွင်းနိုင်ခဲ့ဘူးကျန်တဲ့3ပွဲဂိုးသွင်းနိုင်တယ်ဒါကြောင့်မို့ဒီပွဲစဉ်မှာလည်းဂိုးသွင်းနိုင်မှုရာခိုင်နှုန်းဆိုတာနည်းသွားပြီတဲ့တူဆုံမှုမှာဆိုလို့ရှိရင်လည်းဂိုးပေါ်ခဲ့တာရှိတယ်မျိုး1-1လည်းရှိတယ်1-0လည်းရှိခဲ့ဘူးတဲ့အတွက်တေချာပေါက်ကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုကျွေးအောင်မယ်ဒီပွဲစဉ်မှာလည်းဂိုးပေါင်းအပေါ်ရာခိုင်နှုန်းနည်းသေးတယ်လို့ကျွန်တော်တင်းမိတယ်ပေါ့နော်level 25ရှုံးလုံးခေါ်တတ်တဲ့စီဗီလာကြီးကိုကြိုက်တယ်ဒါနိုင်ွားလဲသူတို့တစ်လုံးလောက်ပဲအဲ့ထက်ပိုပြီးနိုင်တဲ့ရာခိုင်နှုန်းမရှိဘူးလို့ထင်တဲ့အတွက်ကျွန်တော်တော့နေမယ်ဆိုလို့ရှိရင်တော့ဒါစီဗီလာလေးကိုပိုပြီးစိတ်ဝင်စားရတယ်ပေါ့နော်စီဗီလာဘော်ဒီဂိုးပေါင်းအောက်ဒါဇီးဖြစ်နိုင်ခြေရာခိုင်နှုန်းကလည်းများတယ်ဘလက်ကောင်တို့က1-0 1-1လည်းဖြစ်နိုင်ခြေရာခိုင်နှုန်းများတယ်ဒါကြောင့်မို့ဂိုးပေါင်းအောက်လေးပိုကြိုက်တယ်နေမယ်ဆို body ဆိုရင်ကျွန်တော်စီဗီလာလေးကျွန်တော်နေပြလိုက်မယ်ပေါ့နော်ကဲဒါတော့ကျွန်တော်တပွဲကောင်းပေါ့နော်ပထမဆုံးပွဲစဉ်တွေရွေးချယ်မှုကဲနောက်တော့ပွဲစဉ်ကိုသွားပြီးသုံးသပ်ကြည့်အောင်ကဲဒါရှက်ဖီးနဲ့ပေါ့နော်ဒါရွေးချယ်ထားတာကသူချန်ပီယံရှစ်ပွဲစဉ်တွေထဲကပွဲစဉ်လို့ပဲပြောရမယ်ပေါ့နော်ဒါချန်ပီယံရှစ်ပွဲစဉ်ဆိုတော့တည်တဲ့အတိုင်းပွဲစဉ်တွေကတော်တော်များတယ်ပေါ့နော်တကယ်တောက်လျှောက်သူတို့ကလာတာပေါ့နော်ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ရောဘယ်လိုများဖြစ်မလဲကြည့်ကြည့်အောင်ပေါ့နော်ကဲရှက်ဖီးနဲ့ပွဲစဉ်ကတော့ဒါဟိုးနောက်ဆုံးပေါ့နော်ကျွန်တော်ရွေးချယ်တာlevel 20ရှုံးနှလုံး85ရှုံးရှက်ဖီးနဲ့ရှက်ဖီး United နဲ့ဒါဘာမီယန် City ပေါ့နော်စတီဂျီက level 50ရှုံးရှက်ဖီးကခေါ်လာတယ်ဘာမီယန်ကဝေးကွင်းပေါ့နော်ဒါရှက်ဖီးရဲ့အိမ်ကွင်းဆိုတော့20ရှုံးဖီရော့သွားတယ်နှလုံး85 80ဆိုတော့တိတ်မကွာဘူးပေါ့နော်ဒီနှစ်ယောက်ပွဲစဉ်ဒီနှစ်သင်းပွဲစဉ်မှာဆိုလို့ရှိရင်တော့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေနဲ့ထိတဲ့တုဆုံမှုကြည့်မယ်ဆိုလို့ရှိရင်ခိုးပခဲ့တဲ့ရာခိုင်နှုန်းတော်တော်နည်းတယ်ဒါကြောင့်မို့ဒီလူမျိုးကြီးခေါ်ရလို့ကျွန်တော်မြင်တဲ့အတွက်ကျွန်တော်နေမဲ့ဆိုရင်ကိုပေါင်းအောက်ပဲနေဖြစ်အောင်မယ်ဒီပွဲစဉ်မှာလည်းပေါ့နော်ဆက်ဆက်တွေးတဲ့ပွဲစဉ်လည်းဖြစ်တဲ့အတွက်1-1လည်းဖြစ်နိုင်တယ်လို့မျိုး1-0လည်းဖြစ်သွားနိုင်ခြေရာခိုင်နှုန်းများတယ်ပေါ့နော်တစ်ဖက်တစ်ဖက်ကထိမိကန်သွားကြဖို့ပဲရှိရတဲ့အတွက်ကျွန်တော်တို့ကိုပေါင်းအောက်နဲ့နေမယ်ဆိုလို့ရှိရင် body နေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chevy ရဲ့အိမ်ကွင်းကန်ရတာတော်တော်ကြာခဲ့ပြီပေါ့နော်ဒါဝေးကိုနေမဲ့တော့ချောက်ကန်လာခဲ့ရတာဒါကြောင့်မို့ကျွန်တော်ကတော့နေမယ်ဆိုလို့ရှိရင်ကျွန်တော် Chevy ကိုနေချင်တယ်ဒါပေမဲ့ထိတဲ့တွဆုံမှုမှာကြည့်မယ်ဆိုလို့ရှိရင်လည်း1-1ဖြစ်ခဲ့တဲ့အတွက်တေချာပေါက်ကျွန်တော်ဗာမီယန် City ပဲနေဖို့များတယ်ကိုပေါင်းအောက်ပို့ကြိုက်တယ်အနည်းဆုံး1-1ပဲ1-1ထပ်ပို့ပြီးမသွားနိုင်ဘူးလို့ကျွန်တော်ထင်တဲ့အတွက်ဗာမီယန် City နဲ့ကိုပေါင်းအောက်လေးကျွန်တော်နေလိုက်ပါတယ်ပေါ့နော်ညီကိုတို့ဒုတိယပွဲစဉ်တော့နိုင်နောက်ထပ်ပွဲစဉ်တော့ကြည့်အောင် Middlesbrough နဲ့ Lincoln နဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းကြည့်လိုက်အောင် Middlesbrough နဲ့ Lincoln နဲ့ဆိုတော့ Middlesbrough ကတကယ်ကောင်းတဲ့အသင်းမှာဒါပြီးခဲ့တဲ့ဂျာစီမှာဆိုလို့ရှိရင်လည်းတော်ခြေစွမ်းပြခဲ့နိုင်တယ်ဆိုတဲ့အသင်းလို့ပြောလို့ရမှာပေါ့နော်
ဘက်ကလင်ကိုကြည့်တော့အရင်ကောင်းတော့မဟုတ်ဘူးကြေးခေါ်တာကိုကြည့်လိုက်ချင်းမှာ middle block ကတစ်လုံး80ရှုံး3လုံး40နိုင်ဆိုကြေးခေါ်တာတယ်အခုလက်ရှိကြေးရအောင်ဘယ်လိုဖြစ်သွားမလဲတစ်လုံး80ရှုံးတစ်လုံး35ရှုံးမှဖြစ်သွားတယ်3လုံး60နိုင်ဖြစ်သွားတယ်3လုံး40နိုင်ကနေ3လုံး60နိုင်ကြေးတက်သွားတယ်ပေါ့နော်တကယ်တမ်းကြည့်မှဆိုလို့ရှိရင်ဒါပေမဲ့တိတ်တော့မကောင်းဒါပေမဲ့ body ကြေးရလုံးဝကျသွားတယ်ပေါ့နော်အဲ့ဒီအနေထားကိုကြည့်မှဆိုလို့ရှိရင်ဒါအနည်းဆုံးနိုင်လဲတစ်လုံးလောက်ပဲနိုင်သွားမယ်လို့ကျွန်တော်တို့ထင်မိတယ်ကန်ဆိုးရင်11တွေပါကျသွားနိုင်တယ်ပေါ့နော်112122တွေအဲ့လိုဖြစ်သွားနိုင်တယ်ရှိတယ်ဒါကြောင့်မို့ကျွန်တော်ကနေမယ်ဆိုလို့ရှိရင်စုံစမ်းပြီးတော့ကျွန်တော်လင်ကွန် city ကိုကျွန်တော်နေလိုက်မယ်လင်ကွန် city body နဲ့ကျွန်တော်6ပေါင်းကိုလည်း3လုံး60နိုင်ဆိုကြည့်ရကြတော့နည်းနည်းတော့စုံစမ်းရကြတယ်3လုံးဖြစ်နိုင်ရခိုင်တော့ကလည်းများတယ်ဘက်ကလင်ကွန်ကလည်းကိုသွင်းနိုင်ခြင်းများတဲ့အတွက်ကျွန်တော်6ပေါင်းအပေါ်ပဲနေလိုက်မယ်2122ဒီလိုမျိုးရက်လက်တွေလာမယ်လို့ကျွန်တော်ထင်တယ် middle block နိုင်လဲတစ်လုံးပဲတစ်လုံးနဲ့ပိုပြီးမနိုင်နိုင်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်လင်ကွန် city body နဲ့6ပေါင်းအပေါ်လေးရွေးချယ်လိုက်ပါတယ်ဒီကိုနော်ဒီဒါတော့ကျွန်တော်တတိယပွဲတယ်ပေါ့နော်3ပွဲကျွန်တော်ရွေးချယ်ပြပါမယ်ကျွန်တော် channel မှာဆိုလို့တပွဲရမယ်အားကြောင့်ကျွန်တော် channel ဝင်လာပါကျွန်တော် channel ဝင်မယ်ဆို TikTok program မှာ link လေးရှိတယ် account mode for 1အဲ့လိုနှိပ်ပြီးတော့ဝင်လာပါအမှကျွန်တော် channel ရှိတော့ပေါ့မသိရင်ကျွန်တော်ချက်ဘက်ကလာမေးပါကျွန်တော်ပေးပါမယ်ဒီလိုကဲညီကိုအောင်ကြပါသေးညီကိုကျေးဇူးတင်ပါတယ်ဗျ